ကိုတက်ကကိုပြန်ပုံကျဲတက်ဖြစ်မယ်လို့ဘယ်စစ်သားကမှတွေးထားမှာမဟုတ်ပါဘူးဒါပေမဲ့ဒါဟာရခိုင်ပြည်နယ်အမ်းမြို့နယ်မှာတကယ်ဖြစ်ပျက်ခဲ့ပါတယ်စစ်တပ်ကစစ်တုံးပန်းတွေကိုဆွတ်လွတ်လိုက်ပြီလားဆိုပြီးဖန်စီခံဘုံမှုချုပ်ကြော်တန်းကိုယ်တိုင်မေခွန်းထုတ်လာရပါတယ်နိုင်ငံတော်အတွက်ဆိုတဲ့ခံယူချက်နဲ့ရှေ့တန်းထွက်ခဲ့သူတွေဟာဘာကြောင့်ကိုဘက်တော်သားတွေရဲ့ဖိမှတ်ဖြစ်ခဲ့ရတာလဲဒီကနေ့ဗီဒီယိုမှာအသေးစိတ်ထုံးသက်တင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ဒါဟာတက်တေဖြောက်တာပါပဲအခုဘုံကျဲခံရတဲ့စစ်တုံးပန်းတွေထဲမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အစစ်မြင့်အရာရှိကြီးတွေနဲ့စစ်ရေးလူဝက်ချက်တီထားသူတွေအများကြီးပါဝင်နေပါတယ်သူတို့တွေ AAC မှာအစစ်ဆေးခံရတဲ့အခါစစ်တပ်ရဲ့အတွင်းရေးတွေတက်ရင်ကဖွဲ့တွေရဲ့အားနည်းချက်တွေနဲ့ထိပ်ပိုင်းကောင်းဆောင်တွေရဲ့အမိန့်ပေးစေခိုင်းမှုတွေကိုဖွင့်ဟပြောဆိုမှာကိုစစ်ကောင်စီကအရန်စိုးရိမ်ပုံရပါတယ်တေတော်သူဒီစကားမပြောဆိုတဲ့ရက်ဆက်တဲ့မှုကိုကျင့်သုံးပြီးမိမိတက်ဖွဲ့ဝင်ဟောင်းတွေကိုကိုယ်တိုင်တက်ဖြက်ကနောက်တစ်ချီမှာချစ်လာမဲ့စစ်ရာစကူးမှုတက်သေးတွေကိုအစဖြောက်လိုက်ကဖြစ်နိုင်ပါတယ်ဒါဟာစစ်မီပင်ကရဲဘော်တွေကိုအသေးခံအထုံးချရီအဖြစ်ပဲသဘောထားတာကိုတက်သေးပြနေတာပါဒုတိယချက်ကတော့စစ်ကောင်စီဟာသူတို့ကိုအသုံးမဝင်တော့တဲ့စွန့်ပစ်ပစ္စည်းလို့သတ်မှတ်လိုက်တာပါပုံမှန်အားဖြင့်တော့စစ်တီတယောက်ရန်သူလက်ထဲကျရောက်သွားရင်ပြန်လဲကဲတင်ဟုဒါမှမဟုတ်တုံပန်းချင်းလဲလွယ်ဖို့ကြိုးစားရမှာပါဒါဟာတက်မတော်တစ်ခုရဲ့ဂုံတိတ်ခါလည်းဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတော့ AA နဲ့ဘလို့အပီးယူမျိုးမှမလုပ်လို့ဘူးဆိုတာကိုကိုတက်သားလေးကိုဘုံကျဲတက်ဖြတ်ပြီးတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်စစ်တီတွေပြန်လွတ်လာရင်တောင်ရန်သူဝါရချန့်ကြီးရေးမှာအတုံးချခံရမယ်စစ်တပ်အတုံးမဝင်တော့ဘူးလို့တွက်စားပုံရပါတယ်ဒီလိုရထားရှေ့တန်းကစစ်တီတွေရဲ့အသက်ကိုတန်ဖိုးမဖြစ်နိုင်တဲ့လူသားတွေအဖြစ်ပဲကစားကွက်ထဲကနေရုပ်လေးတွေအဖြစ်ပဲသဘောထားတာကိုပေါ်လွင်စေပါတယ်တတိယချက်ကတော့လက်ရှိတိုက်ပွဲဝင်နေတဲ့စစ်တီတွေကိုစိတ်တဗေဒအရာချုံလန်တာပါရန်သူလက်ထဲအဖမ်းမခံနဲ့အဖမ်းခံရရင်ငါတို့ကိုယ်တိုင်တတ်မှာပဲဆိုတဲ့သတင်းစကားမျိုးပါဒါဟာစစ်တီတွေကိုနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ဖို့ဒါမှမဟုတ်အသေးခံတိုက်ဖို့ထုံးအားပေးတဲ့နီးပြဟာဖြစ်နေပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ဒီလောက်ရဟာပြောင်းပြန်အကျိုးတက်ရောက်သွားပါတယ်ဗိုလ်မှူးချုပ်ကြော်သန်းကိုယ်တိုင်ပြောသလိုပါပဲဒီလောက်ရဟာစစ်တီတွေရဲ့စိတ်ဓာတ်ကိုအောက်ဆုံးထိထိုးကျသွားစေပါတယ်ငါတို့အဖမ်းခံရရင်တောင်ကိုတက်ကပြန်တက်မှာပါလားဆိုတဲ့အတိဟာစစ်မြေပြင်ကရဲဘော်တွေအတွက်အကြီးဆုံးသောစိတ်တန်ရာနဲ့တက်မတော်အပေါ်ယုံကြည်မှုအားလုံးကိုဖျက်ဆီးပစ်လိုက်တာပါခြုံငင်ကြည့်ရင်စစ်ကောင်စီဟာစစ်ရေးအကျိုးအမြတ်ထက်အာဂဒနဲ့အကြောက်တရားကိုပဲအခြေခံနေတာတွေ့ရပါတယ်မိမိတက်ဖွဲ့ဝင်အချင်းချင်းပြန်တက်တဲ့လူရက်ကစစ်ပွဲကိုတကယ်ပဲအနိုင်ရစေမှာလားပရိသတ်တို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာရေးပေးခဲ့ကြပါအောင်အခုလိုနောက်ဆုံးသတင်းသုံးသက်ချက်တွေကို3မိနစ်အတွင်းသိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့3မိနစ်မြန်မာသတင်းသုံးသက်ချက် YouTube Channel ကို Subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါ